ပါဆိုတာပါရအောင်နောက်တစ်ခုကြည့်အောင်ငါတို့မနက်ဖြန်သွားတယ်ကြည့်တယ်ရုပ်ရှင်ရအောင်ငါတို့မနက်ဖြန်ရုပ်ရှင်သွားကြည့်ကြရအောင်ဒီနေ့ငါတို့သွားတယ်စားတယ်တရုတ်ဟင်းရအောင်ဒီနေ့ငါတို့တရုတ်ဟင်းသွားစားကြရအောင်ပိုင်းဆိုတာအဖြူကျွန်တော်ပူရှိဝမ်းမကြိုက်ဘူးဝတ်တယ်အဖြူအင်ကြီးကျွန်တော်အဖြူရောင်အင်ကြီးကိုဝေးရတာမကြိုက်ဘူးသူရဲ့တွားအလွန်ဖြူတယ်သူ့ရဲ့တွားအလွန်ဖြူတယ်သူဒီနေ့ဝိဒါတွေတထဲဟန်အယံဟောင်ခန့်ကြည့်ကောင်းနေရဲ့အဖြူရှက်အင်ကြီးသူဒီနေ့ဝတ်ထားတဲ့အဖြူရောင်ရှက်အင်ကြီးတစ်ထဲကအယံကြည့်လို့ကောင်းနေပိုင်းဆိုတာဒီမှာကြတော့ယာကနန်းငါတို့ကုမ္ပဏီရှိတယ်တရားကြော်တယ်ကဲဆိုတာရောက်ရန်ဆိုတာကလူငါတို့ကုမ္ပဏီမှာလူဦးရေအယောက်100ကျော်ရှိတယ်ကျဲဆိုတာဒီကြန့်ဆိုတာအထဲကျဲကြန့်ဒီအထဲအင်းကြီးစမ်းပိုင်300ခွိုက်ကျက်ချံပတ်စံဒီအင်းကြီးတစ်ထဲကပတ်စံ300ကျက်သူကူညီတယ်ဖူးတယ်ကျွန်တော်ကိုဟန်တော့အများကြီးအကျိန်